မိမိဖြစ်တယ်မောင်ကြီးမဲမှာပျော်ရွှင်နေကြတယ်တော့ပြောလာဟာမာရတော့ဒီနေ့ဆောင်းရနေပြီတနည်းကောင်းဖွားစေအောင်ကိစ္စနဲ့ဘုညနေ9ခွဲ6လောက်မှာပဲအပြင်ရောက်တယ်သူတို့လေးတွေကအိမ်ရောက်ထီမှာလာစောင့်နေကြလို့မနာနိုင်တော့ပဲနဲ့ကြွေးဖို့ပြင်ဆင်ရပါတော့တယ်ကြားရတယ်ပျော်ရွှင်နေကြတာကိုမမော်ရီပြရပါတယ်ဘယ်တော့စားနေကြလဲမသိဘူးပြိုင်ဆိုင်လူရနဲ့အားပါရဆိုင်လူလည်းပုတိပုတ္တတွေနဲ့ဘေးရတဲ့လက်တွေနဲ့ရက်နောက်ကလည်းကြောကုန်းလက်တွေရတယ်ဟိုမှာဟိုကောင်းစားပြီအေးကွာငါမစိတ်ုံသွားနေရတာအဖွားစိတ်ုံအစတဲ့ကိုတွေ့ရင်ပျော်ရွှင်ဝမ်းသာကျူးစိုးကြဖတ်ကြရကြကုတ်ကြနဲ့မော်ရီပြရပါတယ်တော့ပြောနေကြတယ်ဒီပြည့်တဲ့ဆောင်းပဲထဲမှာရောက်ရတဲ့ခက်လက်တစ်ချောင်းလုံးခောက်လို့ခောက်ပြီးပြေးသွားပြီးပြောပြနေရှာတယ်ဆေးရုံဆောင်နေတော့မှပဲညနေဆောင်လာတော့မီလီကိုလည်းဟင်းနေတတိယနေတယ်လို့သူတို့လေးတွေစားနေကြမှာပဲဆိုတော့အတွင်းနဲ့လည်းစိတ်တရားမဖြောင်းပါဘူးအားကြောင့်မို့ပဲပြောင်းတာနဲ့ကြည့်မယ်ပြောလာသူတို့ကလည်းအိမ်အောင်ထီတောင်လာပြီးကျူးကုန်နေကြတယ်မာရတော့ရန်နဲ့စားနေကြမယ်ထင်ပါပြန်ရကလေးကဲသူတို့ကတော့ကိုအိမ်နာနေနေတာပထမဆုံးတတုတ်ပြီးဆိုရင်တော့တလားအောင်လည်းပြစားမယ်မောင်ကြီးနဲ့ကိုတတိကိုရချီးဆိုတယ်တွေ့ရပါအောင်မယ်အစာဝအနာတိမီရှင်းကြပါစေလူများရဲ့ချစ်ခင်ကုလတပ်ရတာထားမှုရရှိပြည့်နေခင်ရှင်းကြပါစေစားတယ်ကဲတော့မယ်ခဲခဲအချက်တဲ့နောက်ဆက်တဆုံးတော့ရှိပြီမြေထားရကြည့်ပြနိုင်ပါစေ